အားလုံးပဲမင်္ဂလာပါကိုစိုးကြီးကရှိုးရုံးလေးကကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲတိုဒါဗစ်ကိုဒါ posted digital air con လေးနဲ့ရမှာပါခင်ဗျာကဲနံပါတ်တန်းလေးကတော့ 7D ရန်ကုန်လိုင်စင်လေးပါခင်ဗျာစကတ်ပတ်လက်လေးနဲ့ရမယ်ကဲတာယာလေးလည်းအားကောင်းပါမယ်ခင်ဗျာအနောက်ဆိုလို့ရှိရင်လည်းအနောက်ထုတ်ပါသွားမယ်ကျွန်တော်တို့အပေါ် spoiler လေးပါသွားပါမယ်ခင်ဗျာကဲတောက်လျှောက်နဲ့ဆိုတော့ကားချော်လေးလည်းတန့်ပါတယ်ကဲရောင်လေးကတော့ sky blue ရောင်လေးပါအင်ဂျင်ပါဝါလေးကတော့1300cc ဆိုတော့ကျွန်တော်စီစားလေးလည်းတက်တာတယ်ဒါ air con လေးလည်းကျွန်တော်တို့နိုင်နေနေသုံးလို့ရမှာပါခင်ဗျာအတွင်းကလေးကျွန်တော်တစ်ချက်ပြပေးပါမယ်ကဲဒါလေးကတော့ဒိုဒါဖေးရဲ့အတွင်းကလေးပါခင်ဗျာပါဝင်းဒိုးလေး၄ပေါက်ပါပါမယ်ကဲဒီဘက်မှာဆိုလို့ရှိရင်လည်းမန်ချိုးမှန်ခေါက်တို့မီးချိန်လို့ရပါမယ်ကဲဒီကောင်လေးကတော့ကျွန်တော် post လေးပါကဲဗီဒီယိုကတော့ဒိုင်ကွက်အလဲကိုရောက်သွားပါတယ်ကျွန်တော်ကီလိုလေးတစ်ချက်လောက်ပြပေးပါမယ်ကျွန်တော်ကီလိုလေးကတော့ကျွန်တော်3,900ဝန်းကျင်လေးပါခင်ဗျာကဲဒိုင်ကွက်မှာဆိုလို့ရှိရင်လည်းမလူလားတဲ့မီးလေးတွေကဲမလင်းပါဘူးခင်ဗျာair con လေးကတော့ကျွန်တော် digital air con လေးပါကဲ auto on 2 week ဂီယာအဆောင်ပြူလည်းမရှိပါဘူးခင်ဗျာကဲဘက်ပြင်မလာရေးပါလည်းရပါမယ်ကျွန်တော်ဘောတက်ဖောက်လေးဆိုလို့ရှိရင်လည်းကွဲတာပဲ့တာအလုံးဝမရှိပါဘူးခင်ဗျာကဲ2006 model လေးဖြစ်မယ် grade နေနေကတော့ကျွန်တော် U grade လေးပါဘောစီလင်လေးတွေလည်းကြံပါသေးတယ်ခင်ဗျာကဲဒိုဒါဗစ်လေးနော်ဒိုဒါစီရီလေးဆိုတော့ဒါကျွန်တော်တို့ပြင်ဆင်မှုအပိုင်းနဲ့အပေါ်ပစ္စည်းမှာလည်းလွယ်လင်းတကူဒါလွယ်လင်းတကူရတဲ့ကားအမျိုးအစားလေးပါခင်ဗျာကဲနောက်ခန်းဆိုလို့ရှိရင်လည်းဒါကျွန်တော်မိသားစု၄-၅ယောက်လောက်ပေါ့ဘွားလေးစီးလို့ရပါမယ်ကဲနောက်ခန်းလေးအောင်ကျွန်တော်ပစ္စည်းအနေငယ်လေးတင်လို့ရပါမယ်ခင်ဗျာနောက်ချန်ကင်းလေးဆိုလို့ရှိရင်လည်းတန့်ပါမယ်ဘင်းကောက်ဂျိုင်းတော့လေးတွေပါပြီးသားလေးတွေပါဆရာပြောရအောင်လည်းပြေးတာကဲဒီခုံလေးတွေကတော့အရှင်နေပါနော်ကျွန်တော်တို့ခောက်လို့ပြုလို့ရပါမယ်ဒီခုံလေးတွေကတော့ဒီကားလေးနဲ့ပတ်သက်ပြီးတော့ဒါအသေးစိတ်သိရှိခြင်းနဲ့ဆိုရင်ကိုမင်းရဲ့ Viber ဖုန်းနံပါတ်လေးဖြစ်တဲ့39 00 1020 42ကိုဆက်သွယ်မိမြတ်နိုင်ပါတယ်39 40 40 530 42ကိုလည်းဆက်သွယ်မိမြတ်နိုင်ပါတယ်ခင်ဗျာကဲရောင်းချပေးမယ့်ဇီရန်လေးကတော့818သိန်းကိုညှိနှိုင်းပေးမှာပါငွေချန်လက်ထက်ရစ်ကြအားလုံးစင်ပြေချုံးမွေပါမယ်ကျွန်တော်အင်ဂျင်ငန်းလေးတစ်ချက်ပြပေးပါမယ်ခင်ဗျာကဲဒါလေးတော့ဒိုဒါဗစ်ဒေါက်ရှော့နဲ့ရဲ့အင်ဂျင်ငန်းလေးပါရှော့ပါထိုင်လေးတွေကြီးကြီးလို့ရပါတယ်ဆောင်းတာပြတော့ကွဲတာလုံးဝမရှိပါဘူးခင်ဗျာဟိုဘက်ရှော့ပါရင်ဒီဘက်ရှော့ပါရင်ကြီးကြီးလို့ရပါတယ်ခင်ဗျာကဲလိုင်စင်တရန်လေးဆိုလို့ရှိရင်လည်း2029 10လပိုင်းထိပါခင်ဗျာကဲတိုဒါဗစ်ဒါ posted digital air con လေးနဲ့ရမယ် model လေးကတော့2006လေးပါအင်ဂျင်ပါဝါလေးကတော့1300cc လေးပါခင်ဗျာ grade နေနေကတော့ U grade လေးပါဒါရောင်းချပေးမဲ့ဈေးတန်းလေးကတော့818သိန်းကိုညှိနှိုင်းပေးမှာပါခင်ဗျာငွေချန်လက်ထက်ရည်ကြအားလုံးစင်ပြေချုံးမိပါမယ်ကားလေးကိုစိတ်ပါဝင်သားလို့ကိုယ်တိုင်ကိုကြလာပြီးတော့ကြည့်ရှုမယ်ဆိုရင်ရန်ကုန်အရှိတကုံရာဇာတွေ one way လမ်းမကြီး9ရက်ကွက်ကျော်ရွှေပြည်လမ်းသွယ်ထိပ်လေးမှာကိုယ်တိုင်ကိုကြလာပြီးတော့ကြည့်ရှုလို့ရပါမယ်ခင်ဗျာကျွန်တော်ကိုစိုးကြီးကရှိုးလုံးလေးမှာတခြားအင်စီကလုပ်ငန်းသုံးကားများသွားလဲရှိပါမယ်ခင်ဗျာကျွန်တော်ကတော့ကိုမင်းမှာအကုန်လုံးကိုကျေးဇူးတင်ပါတယ်